老婆学着吧，倒过来了，是否兴趣我了，他是完了。他们也没开嘛木西啦。啊，开嘛的拉路我们没呢，喏，好的嘛，啥有啥人的关系的，10几路呀。这么说法来，是大百姓经过来的法来啊。谁也没来的，担心的是，他也是个标准来的。ဒီမှာပိုင်ရှင်ပဲလေကျွန်တော်ပိုင်ရှင်လေအဲ့လိုသူပြောတဲ့စကားကိုကျွန်တော်နားမလဲဘူးဆိုပြီးတော့ခင်ဗျားတို့ဂျင်းထဲဖို့တော့မကြိုးစားနဲ့နော်ဒီမှာခင်ဗျားတော်မှသူ့ကိုဘာမှမပြောရသေးဘူးသူကဘာဖြစ်လို့ဈေးများတယ်ဆိုပြီးတန်းပြောနေတာတော့ဒီမှာကျုပ်တို့တတိယမြန်မာလူသားမပြောတတ်တာမြန်မာလူအကုန်နားလေတယ်အဖေကပမာအမေကတရုတ်ဩဒါဆိုဒီကောင်ဘယုတ်ပေါ့这么来啊？ဟာခင်ဗျမရဲလိုက်လားတဲ့ဘာမရိုင်းလို့လဲတရုတ်နဲ့ဗမာနဲ့ပေါင်းမှတော့ဘယုတ်ပေါ့ဗျာခင်ဗျားလေကဗျာအေးလေသူ့ဖေကအိမ်မှာဗမာလူအများတန်းပြောတော့ဗမာလူနားလေတယ်ဒါပေမဲ့သူ့ဖေကပြန်မတင်ပြီးတော့သူပြန်မပြောတော့အဲ့ဒါပိုးအဆင်ပြေတာဗောဒါရေးစကားပြောလို့ရပြီလေဒီမှာဒီမျိုးကွက်ကအရန်ကိုတန်လို့ကျုပ်ကခင်ဗျားတို့ပြပေးတာနော်ခင်ဗျားကြည့်လိုက်လေဗျာရင်းနှီးမြုပ်နှံမှုလို့အကောင်းဆုံးနေရပဲခင်ဗျားတို့လိုချင်တော့မှဒီမျိုးကွက်ကိုအကုန်မရောင်းနော်တို့က40 60အခွက်ရိုက်ပြီးတော့မှရောင်းပါ这么是啥了？ခရင်ရှိလားတဲ့ဘရန်နဲ့ဆိုရင်တော့ဒီစင်းနဲ့ပေးရမလဲဗျာအရက်စာချုပ်ပဲရှိတာဗောဒီမှာကျုပ်ကပွဲသားဆိုရင်ပဲရှုပ်တွေမလုပ်ဘူးနော်ဒီမှာပန့်ရှင်းဒါလည်းပဲချိတ်ပေးတာရှင်းတယ်累啥了？来来来မုံဟို4သိန်းလောက်ရှော့ပေးလို့ရမလားတဲ့ရှော့ပေးလို့မရဘူးရိုးရိုးမြင်မဟုတ်တာမန်မြင်ဆိုရှော့ပေးလို့ရတယ်这佛经是来了，我冲过来，这反正是我来啊。ဒီမြင်ရိုးရိုးမြင်မဟုတ်တော့ရွှေထွက်နေလို့လားတဲ့ရွှေတော့မထွက်ဘူးဗျာဒါပေမဲ့ဒီမြေကွက်ရဲ့အကြောင်းကိုခင်ဗျားတို့ကြုတ်ရှင်းပြမယ်ဒီမြေပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရှင်းဟောင်းသမိုင်းဝင်ပြတိုက်ကြီးတစ်ခုရှိနော်အဲ့ပြတိုက်ကြီးကမုံတိုင်းတန်သင့်ပြီးတော့ပြိုကျပြက်စီပြီးဒီမြေကြီးအောက်ကိုရောက်သွားတာခင်ဗျားတို့ဒီမြေကြီးကိုကြိုက်တဲ့နေရာကိုတူးကြည့်လိုက်သမိုင်းဝင်ရှင်းဟောင်းပစ္စည်းအများကြီးရှိအဲ့ဒီကမှတန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုကိုရိုက်ခင်ဗျားတို့ဒီမြေဈေးနဲ့ကျေပြီပေါ့ဗျာခင်ဗျားတို့ကြည့်ရတာမယုံဘူးနဲ့တူတယ်ဒီတော့ကျုပ်ပြဒီမှာတွေ့လားခဏလေးသွားရှာတော့မှတွေ့တယ်这佛来了？အဲ့ဒါဘာကြီးလဲတဲ့ဒါကအေယာဝတီဘရင်ကြီးရဲ့ရေခွက်နေဦးထက်ရှာပြီ这佛来了？ဒါကရောပါလေတဲ့ချောင်းသာမိဖုရားကြီးရဲ့မိဘူး学佛来，早就不学了，哥来了，哥来了。ကျုပ်တို့တတိယရန်သဘောကျသွားပြီတဲ့ဒီမြေကိုသူ့ဝဲမယ်တဲ့这佛来了，是打。ငွေဘယ်လိုချေးရမလဲတဲ့အကောင့်ကလွှဲလိုက်ပေါ့ဗျာနော်ဒီမှာအစင်းအယောင်းဝယ်လုပ်ထားတဲ့စာရုပ်စာတမ်းနဲ့အကုန်ပါတယ်ဒါတွေကတော့ခင်ဗျားတို့လက်ဆောင်ယူပါလိုက်继续不了，继续不了。အကောင့်ပေးပါဟုတ်ကဲ့ပါရငါဝေစုလည်းပြန်လွှဲပေးဦးဩလွှဲပေးမှာပေါ့ကွာမင်းကလေမင်းနဲ့ငါနဲ့လက်တွဲတာကြားလာနေပြီရောက်ဟာဒီတစ်ခေါက်ခွင်ကတော့အနစ်ကြီးပဲကွာဟမ်တင်းချိုင်းမျိုးဒီဈေးနဲ့ရောင်းထွက်တယ်ဆိုတော့ရှေ့ပေါ့ကွာအဲ့တော့ငါပို့ပေးလိုက်ရအောင်ငါပစ္စည်းတွေကြိုမြုပ်ရတယ်ပြီးတော့မြေပန်းရှင်ပုံစံနဲ့ဟန်ဆောင်ရသေးတယ်ကွာမင်းရတယ်ဟမ်ဒီတစ်ခေါက်တော့ပုံမှန်တိုင်းပဲယူပါကွာနော်နောက်တစ်ခေါက်ခွင်အကြီးပြီးတော့မှမင်းကအများကြီးပို့ပေးမှာမင်းပြောတာပဲလာရအောင်